အကျဉ်းသားတွေဟာကက်ကြေးတစုံကိုအသုံးပြုပြီးယထာကျမ်းပြင်ကိုအပေါက်ဖောက်ခဲ့ကြတယ်ယထာလမ်းခွဲကိုဖျက်တမ်းနေချိန်ထွက်ပေါ်လာတဲ့စူညံတန်ကိုကာကွယ်ယူပြီးကျမ်းပြင်ကတစ်သားပြားကိုခွာထုတ်လိုက်တာကြောင့်အမိုးပေါ်ကအဆောင်တွေလုံးဝတတိမထားမိခဲ့ဘူးအားလုံးဝိုင်းဝန်းအားစိုက်ထုတ်ပြီးနောက်မှာတော့ကျမ်းပြင်မှာလူတကိုယ်စာထွက်လို့ရတဲ့အပေါက်ကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာယထာကအရှိန်ပြင်းပြင်းမောင်းနေနေတာကြောင့်ခုံချရင်အသက်အန္တရာယ်ရှိနိုင်တာမို့ယထာဘူတာဝင်အရှိန်လျှော့တဲ့အထိစိတ်ရှိလက်ရှိစောင့်ဆိုင်ခဲ့ကြပါတယ်အချိန်ကျလာတာနဲ့ဂျင်မီကစံပြအနေနဲ့အပေါက်ထဲကနေအရင်ဆုံးဆင်းပြခဲ့တယ်သူဟာယထာတန်လန်းတိုင်းခန္ဓာကိုယ်ကိုရှော့တိုက်စီးသွားပြီးနောက်လွတ်ချလိုက်တဲ့အခါမြေပြင်ပေါ်ကိုဘေးကင်းကင်းနဲ့ဆင်းသက်နိုင်ခဲ့ပါတယ်ကျန်တဲ့သူတွေကလည်းဂျင်မီနေလန်အတိုင်းတယောက်ပြီးတယောက်လိုက်ပါလာပြီးယထာအောက်ကနေလိတ်ထွက်ကဘေးကင်းရာကိုရောက်ရှိသွားခဲ့ကြပါတယ်ဒါပေမဲ့သူတို့တွေထွက်မပြေးကြသေးပါဘူးကင်းဆောင်တွေအလစ်မှာယထာဘော်ကိုပြန်တက်ပြီးယထာဘော်ပါလာတဲ့စစ်တုံးပန်း900လုံးကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ကြတယ်ကံကောင်းကျင်တော့ကင်းဆောင်စစ်သားတွေဟာရှေ့ကိုပဲအာယုံဆိုင်နေကြတာကြောင့်ဂျင်မီအတွက်အခွင့်ကောင်းဖြစ်သွားခဲ့ပါတယ်ဂျင်မီဟာစစ်သားတယောက်ရဲ့နောက်ကနေတိတ်တဆိတ်ချင်းကပ်ပြီးကျိုးနဲ့လေပင်ကိုရစ်ပတ်ကမေးလဲသွားအောင်လှုပ်လိုက်ပြီးနောက်အဲ့ဒီစစ်သားရဲ့ယူနီဖောင်းကိုလဲလှယ်ဝတ်ဆင်ပြီးအယောင်ဆောင်လိုက်ပါတယ်သူ့ရဲ့အဖော်ဖြစ်သူကလည်းနောက်ထပ်ကင်းဆောင်တယောက်ကိုအလားတူနေနဲ့ရှင်းထုတ်ဖို့စူးစမ်းခဲ့ပေမဲ့ယထာကဘူရာကိုဆိုက်ရောက်သွားတာကြောင့်နောက်ဆုတ်ခဲ့ရတဲ့ညာဖက်ဖြစ်တာကြောင့်ဂျင်မီဟာရန်သူယူနီဖောင်းနဲ့အထင်မမှားစေပဲတခြားစစ်သားတွေနဲ့အတူရောနှောပြီးနားနေနိုင်ခဲ့ပါတယ်ဒီတော့အတွင်းမှာပဲကင်းဆောင်တွေအားလုံးယထာရဲ့တစ်ဖက်ချမ်းမှာပဲစုပြီးနားနေကြတာကိုဂျင်မီသတိထားမိသွားတယ်ဒါကြောင့်ယထာအောင်မှာပုံနေတဲ့သူ့ဖော်တွေကိုတခြားတစ်ဖက်ချမ်းကနေနောက်ဆုံးတွဲကိုဖွင့်ခိုင်းပြီးအကျဉ်းသားတွေကိုအမြန်ဆုံးလွတ်ပေးခဲ့ပါတယ်ခဏချင်းမှတင်သူတို့အတွက်လူအင်အားဒါဇင်နဲ့ချီရလာခဲ့ပြီးအဖွဲ့ခွဲကယထာမိုးပေါ်ကနေတဆင့်အငိုက်မိနေတဲ့ကင်းဆောင်တွေကိုတပြိုင်နက်တည်းခုံအုပ်ပြီးအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပါတယ်ယထာဘော်ကအရာရှိသတိပြုမိသွားချိန်မှာတော့ဂျင်မီတို့ကတင်းနက်တွေနဲ့အသာစီးရနေပြီဖြစ်ပါတယ်ဒါပေမဲ့သူတို့အောင်ပွဲခံဖို့ပြင်ဆင်နေတော့မှပဲနောက်ကနေတရရိပ်မောင်းနေလာနေတဲ့နောက်ထပ်ယထာတစီးကိုထပ်မံတွေ့ရှိလိုက်ရပါတော့တယ်